အမေရိကရဲ့ပညာရေးမြို့တော်လို့ပြောလိုက်ပြီဆိုလို့ရှိရင်အားလုံးက Massachusetts ကိုမြင်ကြပါတယ် Massachusetts state က consistently ranked number 1 in US education ဖြစ်နေပါတယ်အဲဒါကြောင့်မလို့ဒီ state မှာနေတဲ့လူတွေကဘွဲရပညာတတ်တွေများတယ်ပြီးလို့ရှိရင် KG ကနေပြီးတော့ grade 12အထိသာမက university ကိုသွားတဲ့ဖို့လမ်းကြောင်းတွေကလည်း strong ဖြစ်တယ်ဒီမှာက Harvard တက္ကသိုလ် MIT တက္ကသိုလ်လိုမျိုးနာမည်ကြီးတဲ့တက္ကသိုလ်တွေလည်းရှိနေတာဖြစ်တဲ့အတွက်ကလေးတွေရဲ့စိတ်ထဲမှာပညာရေးနဲ့ပတ်သက်ပြီး motivation လည်းကောင်းနေပေါ့နော်သူတို့ပတ်ဝန်းကျင်မှာတွေ့နေရတာအကုန်လုံးကပညာတက်အတိုင်းဝိုင်းနေပညာတက်နေတဲ့လူတွေကိုပဲတွေ့ရတာများတော့သူတို့ကိုယ်တိုင်ကလည်းပညာရေးကိုဦးစားပေးပြီးတော့လှုပ်လာကြတဲ့ပတ်ဝန်းကျင်တစ်ခုလုံးဖြစ်သွားတယ်Massachusetts မြို့တွေမှာဆိုလို့ရှိရင်ထိပ်တန်းမြို့တော်တွေလို့နာမည်ကြီးတာရှိတယ်တချို့မိဘတွေဆိုလို့ရှိရင်ကိုယ့်သားသမီးရဲ့ပညာရေးကောင်းမှုအတွက်ကိုအဲ့ဒီနေရာတွေမှာကိုအခြေချပြီးသွားနေထိုင်တာရှိတယ်အဲ့ဒီအထဲထဲမှာအရန်ကောင်းတဲ့မြို့တစ်ခုက Lexington ဆိုတဲ့city ပါ Lexington City ဆိုလို့ရှိရင်အိမ်ဈေးတွေလည်းအရန်ကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့ကျောင်းကောင်းလို့ပါ။ဒီမှာကကျောင်းကောင်းတဲ့မြို့တွေဆိုလို့ရှိရင်အိမ်ဈေးတွေကြီးပါတယ်ပြီးတော့ပေးရတဲ့city ကိုပေးရတဲ့ tax တွေလည်းမြင့်ပါတယ်ဒီ city ကိုပေးရတဲ့ tax တွေကနေပြီးတော့ပဲကျောင်းကို funding အဖြစ်ပြန်သွားပြီးတော့ကလေးတွေအတွက်ကိုပြန်ပြီးအသုံးချတာပါကလေးတွေရဲ့ကျောင်းမှာလိုအပ်တဲ့ resource တွေသုံးဖို့ဆရာဆရာမတွေအတွက် training တွေ personal development တွေလုပ်ဖို့အတွက်ကိုဒီ city မှာနေတဲ့ခုနပြောတဲ့ Lexington ပဲထားပါတော့ဥပမာ Lexington မြို့မှာနေတဲ့ city ကလူတွေကtax တွေပေးရတယ်အဲ့ဒီတော့ကျမတို့ ਨੇ သိတဲ့မြန်မာ community ထဲမှာဆိုလို့ရှိရင်လည်းတဦးစာနှစ်ဦးစာကဒီ Lexington မှာနေကြပါတယ်သူတို့ဘာကြောင့်နေတယ်လဲလို့မေးလိုက်လို့ရှိရင်သားတွေသမီးတွေရဲ့ပညာရေးကြောင့်ပဲနေကြတာပါတစ်ခေါက်တုန်းကကျမdriving license ရဖို့အတွက်တင်နန်းတက်တော့ကလည်းအမျိုးသမီးတယောက်နဲ့စုံနေဗမာနေလဲဆိုတော့သားတွေသမီးတွေရဲ့ပညာရေးအတွက်တဲ့ငါတို့ Lexington မှာနေတယ်တဲ့အဲ့လိုပြောတယ်အဲ့ဒီတော့ဒီကိုရောက်လာပြီးဆိုတဲ့အခါမှာရွေးချယ်တဲ့ state တွေရွေးချယ်တဲ့ city တွေကိုလည်းမိဘတွေကတည်တည်ချာချာကိုသားသမီးတွေအတွက်ကိုပံ့ပိုးပေးဖို့သူတို့ဟာဦးစားပေးပြီးတော့ရွေးချယ်ကြပါတယ်ဈေးကြီးတယ်ဆိုပေမဲ့လည်းကြိတ်မိတ်ပြီးတော့မှကိုကလေးတွေကျောင်းနေပြီးသွားတဲ့အချိန်လေးအထိသူတို့ဟာတောင့်ခံပြီးတော့မှကလေးတွေပညာရေးကောင်းအောင်လို့ပေးကြတာတွေရှိပါတယ်အရန်ကျေးဇူးတင်ဖို့ကောင်းပါတယ်တကယ်တော့ဒီမှာဘယ်နေရာပဲနေလိုက်ကျောင်းကတော့ကောင်းနေတာပဲလို့ပြောတာလေဟုတ်တယ်တခြား state တွေလည်းသူ့ဟာနဲ့သူကောင်းပါတယ်ဒါပေမဲ့ဒီပိုကောင်းနေတဲ့နေရာရှိလို့ရှိရင်လည်းတွားချင်ကြတာကတော့ဓမ္မတာပဲပေါ့နော်လေးလာထားတဲ့လောက်ဘာတွေကောင်းနေလို့လဲဆိုလို့ရှိရင်ဒီ Lexington Public School တွေဆိုလို့ရှိရင်သူက SAT တို့ AACT ရလက်တွေကအရန်ကောင်းနေဆိုပြီးတော့နာမည်ကြီးပါတယ် University တွေတွားတဲ့အခါကျလို့ရှိရင်လည်းတခြား state တွေကနေပြီးတော့လာတဲ့ကလေးတွေနဲ့ပေါင်းစုံတဲ့အခါကျလို့ရှိရင်စာတွေကျင်ညက်နေတာမျိုးကိုဒီကျောင်းသားတွေကိုယ်တိုင်ကသူတို့ရဲ့မိဘတွေကိုပြောပြတယ်တခြားလူတွေအတွက်တက္ကသိုလ်မှာအခက်ခဲနည်းနည်းဖြစ်နေတဲ့ဟာကဒီ Massachusetts ရဲ့ကျောင်းကနေလာတဲ့ကလေးတွေကကြတော့တသွားနိုင်တာကိုတွေ့ရပါတယ်ဒါအရှိမတော့တက်ခဲ့တဲ့ကျမတို့မြန်မာ community ကလူတွေရဲ့ပြန်ပြောတဲ့စကားတွေအရာကျွန်မသုံးသပ်ပြီးတော့ဒီမှာပြန်ပြောနိုင်တာပါเนาะ Massachusetts state ကစာဖတ်တာနဲ့သင်ကြားအမှတ်အများဆုံးရတဲ့ state လို့လည်းပြောကြပါတယ်ပြီးတော့အဲ့လိုလူမျိုးတွေကိုမွေးထုတ်ပေးဖို့အတွက် teacher license တွေကလည်း requirement အရန်မြင့်ပါတယ်တော်ရုံလက်မှတ်လေးတွေလောက်နဲ့မရဘူးပေါ့နော်တကယ်ကိုပဲfoundation ကောင်းနဲ့ training တွေကောင်းကို state ကလုပ်ပေးထားတာပါအဲ့ဒါတွေကိုဖြည့်ဆို့ပြီးတော့မှရပါတယ်ပြီးတော့ကျမတို့ဒီမှာဆိုလို့ရှိရင်special needs အတွက်ကိုကလေးတွေအတွက် one on one support တွေရှိပါတယ် early intervention ဆိုပြီးကလေးတွေအတွက် speech therapist လိုမျိုးလူတွေကြည့်မလားကလေးတွေရဲ့ behavior နဲ့ပတ်သက်တဲ့ကင်တွယ်တဲ့technician တွေကိုကြည့်မလားဒါမျိုးတွေအများကြီးရှိပါတယ်တခြား state ကိုပြောင်းသွားပြီးတဲ့လူတွေကသူတို့ကလေးတွေအမေရိကနိုင်ငံရဲ့ Massachusetts မှာဒီအခွင့်အရေးတွေကိုရခဲ့ကြတယ်ဒါပေမဲ့နေထိုင်မှုစရိတ်ကအရန်ကြီးတော့တခြား state တွေကိုပြောင်းသွားတယ်ဒါပေမဲ့အဲ့ဒီတခြား state တွေမှာအဲ့ခုနပြောသလိုမျိုးကိုယ့်ရဲ့ special need ကလေးတွေအတွက် one on one support တွေမရတော့ဘူးအဲ့ခါကျတော့ကလေးတွေရဲ့ပညာရေးကိုပဲငဲ့ပြီးတော့ဒီ Massachusetts state ကိုပဲပြန်ပြောင်းလာခဲ့ကြတာပါဒီလိုမျိုးလေးတွေရှိပါတယ်အဲ့တော့ဒီ special needs children တွေတို့ကလေးတွေအတွက်အများကြီးဘယ်လိုခေါ်မလဲ resource တွေကိုလုပ်ပေးနိုင်တာလို့ဆိုလို့ရှိရင် Massachusetts state ကနာမည်ကြီးပါတယ်ပြီးတော့သူကခုနပြောသလို funding တွေကောင်းတဲ့အတွက် classroom resources တွေကလည်းအရင်များတယ်ဆရာဆရာမတွေကိုလည်းသူတို့ခန့်နိုင်တယ်ပေါ့နော်ပြီးတော့ကျမတို့ဆိုလို့ရှိရင်ဒါမူချိုကျောင်းမှာလုပ်နေတာမူချိုကျောင်းမှာထားတဲ့ကလေးရဲ့ ratio ကိုလည်းကျမတို့တွက်ကြည့်လို့ရတယ် LA မှာဆိုလို့ရှိရင်infant ကလေးလေးက ratio က1 to 4
ဆရာမတစ်ယောက်ကကလေး4ယောက်ပါမက်ဆာချူးဆက်မှာကြတော့ဆရာမတစ်ယောက်ကလေး3ယောက်တစ်ယောက်ရော့နေပြီအဲ့တော့ပို့ပြီးတော့ဒီ3ယောက်ကိုကြက်ကြက်မမတ်ကြည့်နိုင်ပါတယ် toddler age ရောက်သွားပြီ toddler age ကကြတော့အသက်15လနေပြီးတော့2နှစ်နဲ့6လလို့သတ်မှတ်ထားပါတယ်အဲ့ဒီအရွယ်ကလေးလေးတွေကိုကျမတို့ဒီမှာကကြတော့ဆရာမတစ်ယောက်ကိုကလေး4ယောက်နှုံးပါဒါပေမဲ့LA မှာကြတော့ဆရာမတစ်ယောက်ကိုကလေး6ယောက်နှုံးပါ2ယောက်များသွားပြီเนาะအဲ့တော့အဲ့ဒီမှာကိုပဲရှင်ကြည့်လို့ရပါတယ်preschool ရွယ်ဆိုလို့ရှိရင်လည်းဆရာမတစ်ယောက်တည်းဆိုလို့ရှိရင်ကလေး10ယောက်ဒါပေမဲ့တခြား state မှာဆိုလို့ရှိရင်ဆရာမတစ်ယောက်ကိုကလေး12ယောက်2ယောက်များသွားပြီဒါမျိုးလေးတွေရှိပါတယ်classroom ကိုနိုင်နေနဲ့ထိန်းချုပ်နိုင်အောင်လို့ဒီ supporting ပေးထားတာပေါ့နော် state ကလေအဲ့ဒါကြောင့်မို့လို့ကျမတို့မြန်မာ community ကတချို့လူတွေကဒီမှာရာသီဥတုတန်အရန်အေးပါတယ်ဟိုနှွေဆိုတာခဏလေးပဲရှိတာပါဟိုစောင်းနှွင်းလိုမျိုးကြီးတစ်ချိန်လုံးအေးခဲနေတဲ့ဒဏ်တွေခံရတယ်ပြီးလို့ရှိရင်တခါတလေကျမိုးတွေကလည်းရွာနေပြန်ရောဒီနေ့နေသားရဲဆိုပြီးပျော်ပြီးနောက်နေ့ကျရင်တခါတည်းအေးဆက်သွားပြီးတော့ကျမတို့ကအနွေးတွေဝစ်ကြရပြန်ရောဒါမျိုးတွေနဲ့ဖြတ်တန်းနေရတယ်ဒါပေမဲ့ကျမတို့မြန်မာ community ကဒီရာသီဥတုတန်ကိုကြက်ကြန့်ခံပြီးတော့နေတယ်ဆိုတာကသားသမီးတွေရဲ့ပညာရေးကြောင့်ဖြစ်တယ်ပြီးတော့ living standard မြင့်တဲ့ဟိုပညာရေးကောင်းတဲ့မြို့တော်ဖြစ်တဲ့အတွက်ကိုယ့်အတွက် safety ကလည်းအများကြီးလုံခြုံပါတယ်ဒီမှာ public transportation တွေကလည်းကောင်းတယ်ပြီးတော့သွားတဲ့အခါကျလို့ရှိရင်လည်းရိုင်းဆိုင်နေဟိုဘယ်လိုခေါ်မလဲခိုးဆိုးလူနိုင်တွေကျမတို့မကြုံရဘူးကျမဘာပီတီဖြစ်လဲဆိုတော့ဒီ Massachusetts မှာဟိုအလုပ်လုပ်ဖို့အတွက်ကိုဒီမှာရှိတဲ့ training တွေကိုပြန်တက်ဆရာမလိုဘဲနဲ့ကျမမြန်မာပြည်မှာလုပ်ခဲ့တဲ့လုပ်တဲ့တက်တန်းနေရယ်ပြီးတော့2018တုန်းကဒီပညာရေးတက္ကသိုလ်ကဖွင့်တဲ့ Diploma in ECCD ဆိုတဲ့ဟို postgraduate diploma ကိုကျမတက်ခဲ့တယ်အဲ့ဒါကလည်းဒီမှာပြန်ပြီးတော့မှဟိုtranscript တွေကိုကျမတို့ evaluation report တွေပါလုပ်တဲ့အခါတော့ကျမရဲ့ဟို status ကသူတို့စီမှာသွားပြီးတော့ပြည့်မီနေတယ်ပေါ့နော်အရေးအချင်းပြည့်မီနေတဲ့အတွက်ကျမကဆ iam အလုပ်လုပ်ခွင့်ရပါတယ်ဒါပေမဲ့ကျမတို့ကဒီမှာဆ iam တယောက်လုပ်မယ်ဆိုလို့ရှိရင်သူက state ကပေးတဲ့920 training ကိုမဖြစ်မနေတက်ရပါတယ်အဲ့ဒီ training ကိုမတက်ဖဲနဲ့ကျမတို့ဆ iam အလုပ်ဝင်လို့မရပါဘူး training တွေကတော့ free ပါအဲ့ဒီ state training ကဟိုကျမ free တက်ရတာပါနောက်ထပ် after school ဆ iam လုပ်ချင်တယ်ဆိုလို့ရှိရင်လည်းအဲ့ဒါနဲ့ပတ်သက်တဲ့ training ရှိပါတယ်ကျမက lead educator ဖြစ်ချင်တယ်ဆိုလို့ရှိရင်လည်း lead educator နဲ့ပတ်သက်တဲ့ training ရှိပါတယ် step by step တွေ career development တွေအတွက်လည်းအများကြီးဟိုကျမတို့အထောက်အကူဖြစ်အောင်လုပ်ပေးထားတဲ့ sector တွေအများကြီးရှိပါတယ်ကျမတို့ဒီ educator တွေအနေနဲ့ funding ကိုလည်းရှောက်ချင်လည်းရှောက်လို့ရတဲ့ program တွေလည်းရှိပါတယ်အဲ့ဒါကြောင့်မလို့ဒီမှာနေကြတာပါနောက်ပြီးတော့တချို့သားသမီးတွေကြောင့်မဟုတ်ပေမဲ့လည်းလူကြီးတွေဘာလို့နေလဲဆိုတော့ဒီမှာကဟိုလူကြီးဖြစ်ပြီဆိုလို့ရှိရင်ဟိုစေယုံစေကန်တွေသွားတဲ့အခါမှာ health system တွေကအရန်စေးကြီးပါတယ်ဒီမှာကအဲ့ဒီ benefit တွေကလည်းလူကြီးတွေအတွက်အရန်ကောင်းပါတယ်အဲ့ဒါကြောင့်မလို့ Massachusetts State ကိုလူအချို့ကရွေးချယ်ကြတာဖြစ်ပါတယ်ဒီမှာဒါပေမဲ့မြန်မာ community ကတခြား state တွေမှာတော့အရန်မများဘူးအားလုံးကလည်းသူ့အတူတူတိတ်ပဲနေကြတယ်ဟိုအများကြီးဟိုဖြစ်မနေဘူးပေါ့နော်ဟိုဘယ်သွားမြန်မာအတန်လေးတွေကြားနေရတာမျိုးမြန်မာဆိုင်တွေရှိနေတာမျိုးအဲ့ဒါမျိုးတွေမရှိပါဘူးကျမတို့ပစ္စည်းတွေပို့ချင်တယ်တခုခုလုပ်ချင်တယ်ဆိုရင်တော့ကျမတို့က New York လောက်အထိကိုကျမတို့ကလှမ်းပြီးတော့မှပစ္စည်းတွေပို့ပေးရတယ်မြန်မာပြည်ကပစ္စည်းဆိုလည်း New York ကိုရောက်တယ်အဲ့ဒီကနေမှကျမတို့ကိုတစ်ဆင့်လှမ်းပို့ရတယ်ဒါမျိုးလုပ်ပါတယ်အဲ့ဒီတော့ကျမကဒီ Massachusetts State မှာနေရတာကိုလည်းကျင်းနေပါတယ်ဒီ Massachusetts State မှာနေရင်းနဲ့မှကျမရဲ့တက်ကြွနေတဲ့ပညာတွေကိုဒီမြန်မာ community အတွက်အခုလိုမျိုးဝေမျှခွင့်ရတာတွေအတွက်လည်းကျမကျေးဇူးတင်ပါတယ်ကျမဘဝကိုကျမလည်းအများကြီးပဲ appreciate ဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ပြီးတော့သိချင်တာတစ်ခုခုရှိတယ်ဆိုလို့ရှိရင်အောက်က comment မှာရေးပေးပါကျမပြန်ပြီးတော့ဖြေပေးပါမယ် bye bye